ဘာသာခြားတို့မှာပေါက်ဖွာလာတဲ့လူမျိုးခြားလို့ပြောရမှာပေါ့ကပြားပေါ့အစိုးလေးရှိတယ်ဘယ်လိုရှိလဲရေမှာလက်ကြားနေမှာတိမ်ကြားလူမှာကပြားလို့ပြောရင်ကပြားကိုတော်လေးလို့မှတ်ပြီးပါအဖေကဗမာအမေကတော့မွတ်စလင်ပေါ့မွတ်စလင်ကနေပေါက်ဖွာလာတာပါဦးစင်းတို့ငယ်စဉ်တောင်ကြီးကလေးဘွားတစ်လျှောက်လုံးကမြန်မာလူမျိုးတွေတက်တဲ့အတန်းကျောင်းကိုတက်တယ်မြန်မာလူမျိုးတွေတက်တဲ့အတန်းကျောင်းကိုတက်တယ်မွတ်စလင်လူမျိုးတွေတက်တဲ့ပလီကိုတက်တယ်အလိပိတိစီသင်တယ်အလဟမ်းတွေသင်တယ်ကောရန်သင်တယ်နမတ်ဖတ်တယ်ပြောရလို့ရှိရင်မွတ်စလင်ဝါဒကိုပဲယူခဲ့တယ်မွတ်စလင်အကျင့်ကိုပဲကျင့်တယ်မွတ်စလင်ဘာသာကိုပဲကိုးကွယ်ခဲ့တယ်ဦးစင်းတို့ရဲ့မိသားစုအကုန်လုံးကမွတ်စလင်ဘာသာကိုးကွယ်သလိုတော်တော်များများကလည်းပန်းတော်မြို့မှာရှိတဲ့မွတ်စလင်ဘာသာကိုးကွယ်နေတဲ့သူတော်တော်များများကအကုန်လုံးပါပဲဦးစင်းတို့ရဲ့အမျိုးတွေကြီးပါပဲဦးစင်းတို့ကငယ်စဉ်တည်းကမွတ်စလင်ဘာသာကိုးကွယ်တယ်တစ်ဖက်ကမြန်မာအတန်းကျောင်းကိုတက်တယ်တစ်ဖက်ကမွတ်စလင်ကျောင်းကိုတက်တယ်ဦးစင်းအသက်17နှစ်သားအချိန်မှာမြန်မာကျောင်းတက်တော့